ဇက်မင်းသမီးမင်းမြတ်နိုခင်ကိုလက်ပါမိတဲ့ပေါ်မီဒီယာကတဆင့်တောင်းပန်ခဲ့ရတဲ့အောင်စပူစင်ပေါ်မှာဇက်ကားခဲ့တဲ့အခါမှာမင်းမြတ်နိုကိုနာကြအောင်လုပ်မိရင်တောင်းပန်ပါတယ်လို့ပြောလာတာကတော့ဇက်မင်းသားအောင်စပူပါဒါကလည်းအောင်စပူကမင်းမြတ်နိုခင်ကိုနာကျင်အောင်ကိုထီလျောက်လုံးမိလိုက်လို့ပါမင်းမြတ်နိုခင်နဲ့အောင်စပူတို့ကကောင်းမင်းသားမင်းသမီးတွေအဖြစ်အောင်စပူဇက်တပင်မှာကပြဖြပြနေတဲ့သူတွေဖြစ်ပါတယ်အထူးသဖြင့်ပြီးခဲ့တဲ့တပင်ရာစီမှာအောင်စပူဇက်ဖွဲ့ကတော်တော်လေးကိုပြိသက်တည်းရဲ့အားပေးမှုများပြခဲ့ရဖြစ်ပါတယ်ဒါကလည်းအောင်စပူကအားကျိုးမှန်တဲ့အမှုပညာကိုစူးစမ်းဖျော်ဖြေတာကြောင့်ပါဒီလိုဖျော်ဖြေတဲ့နေရာမှာအာမှန်ပါတာကြောင့်စက်မင်းသမီးမျက်နှာခင်ပေါ်မှာနာကြောင်လုံးမိတာတွေစပင်ဆောက်ဆွဲမိတာတွေရှိပါတယ်ဒါကြောင့်မမျက်နှာခင်ကတော်တော်လေးကိုအောက်အင်သိခံပြီးတော့အောင်စပူဇက်မှာကပြဖြပြနေရတာဖြစ်ပါတယ်အခုမှတော့အောင်စပူကသူ့ရဲ့အမှုပညာပေါ်မှာအာမှန်ပြည့်နဲ့ဖြပြမိလို့မင်းမျက်နှာခင်နာကျင်ပင်မရရင်တောင်းပန်ပါလို့ပြောလာတာဖြစ်ပါတယ်တချို့ကတော့အောင်စပူကလူရှင်တော်တွေကိုလက်ပါလိုက်မင်းသမီးတွေကိုပါလက်ပါနေတဲ့အပေါ်မှာဝေဖန်နေကြတာပဲဖြစ်ပါတယ်စတန်ပြကွက်တွေကိုလူစားမထိုးဘဲနဲ့ကိုယ်တိုင်ပြုတ်လုထားတယ်လို့လည်းဆိုပါတယ်။တောင်းရစကားတွေကိုစောင့်မျှော်နေကြတဲ့သူတွေအတွက်ကတော့တကယ့်ကိုမှထူးခြားတဲ့ပုံစံနဲ့မြင်တွေ့ရမယ့်စကားဖြစ်တာကြောင့်စိတ်ဝင်စားမှုလည်းတကယ့်ကိုကောင်းပါတယ်။မြန်မာနိုင်ငံကနေထိုင်းနိုင်ငံမှာခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးရေးတော့နေပါပြီးနိုင်ငံတကာအထိကိုထိုးပေါက်အောင်မြင်မှုဆိုတာကတော့ပိုလို့တောင်မှမလွယ်ခဲ့ပါဘူး။နိုင်ငံခြားမှာအတွေ့အကြုံရှိရမယ်ဒရိုက်တာတွေနဲ့ရိုက်ကူးခွင့်ရဖို့ဆိုတာကလည်းမြန်မာနိုင်ငံကအမှုပညာရှင်တွေကဒီလိုခွင့်ရမျိုးလိုချင်ကြပါတယ်။ထောင်းကတော့ပင်ကိုရေးချင်းရှိပြီးသားဖြစ်မြန်မာနိုင်ငံကအမှုပညာရှင်တွေကလည်းဒီလိုခွင့်ရမျိုးကိုလိုချင်ကြပါတယ်။တောင်းကတော့ပင်ကိုအရေးချင်းရှိပြီးသားဖြစ်လို့မြန်မာနိုင်ငံမှာရုပ်ရှင်မရိုက်တော့တာတော့မှထိုင်းနိုင်ငံမှာအောင်မြင်နေခဲ့တာပါ။ပိုင်နဂွန်ကလည်းထိုင်းနိုင်ငံကထုတ်လုပ်သူတွေနဲ့အတူရုပ်ရှင်ရိုက်ကူးနိုင်ခဲ့သလိုတောင်းကလည်းသူ့ကိုအားပေးတဲ့သူတွေကိုဂုဏ်ယူရအောင်လို့လုပ်ပြနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ပေါ်ကားတွေနဲ့အိမ်အောင်ရေးဖောက်ပြန်တဲ့စကားတွေပဲရိုက်ကူးနေတဲ့ချိန်မှာတောင်းကတော့နိုင်ငံခြားရုပ်ရှင်စကားတွေနဲ့တမှုထူးခြားတဲ့အရေးသွေးကိုပြသတော့မှာပဲဖြစ်ပါတယ်။ဘိုးကြပြုခင်ကပြောလို့အကွန်ထိုးတော်မိသားစုပေါ်မှာမေတ္တာကြီးရှာတဲ့ရေဆက်ပါတယ်လို့ပြောဆိုခဲ့တာပါအစကတော့ပိုးကြပြုခင်ကငွေတွေမက်လို့ယူခဲ့တယ်လို့ထင်ခဲ့ကြတာတကယ်တော့ဒီမိသားစုအတွက်ပိုးကြပြုခင်ကသာပိတ်ဆက်ခဲ့သူဖြစ်ခဲ့တာပါဝမ်းနဲ့လွယ်ပြီးမမွေးရတဲ့ကလေးတွေကိုလည်းမိခင်အရင်တစ်ဖွဲပြုစုဆောက်ရှောက်ထိမ့်သိမ်းပေးရတယ်ရင်သွေးအငယ်လေးတွေမွေးပေးရတယ်ဒီကြားထဲမှာယောက်ျားရဲ့မတိတက်မှုတွေရှိလာရင်လည်းသူမကတီးခံပေးရတယ်။အခုတစ်ခါမှလည်းယောက်ျားဖြစ်သူရဲ့လုပ်ငန်းတူတငယ်ချင်းမင်္ဂလာဆောင်တော့တိတ်တရာရရောနဲ့လက်ဖွဲ့ပေးရှာတယ်။ယောက်ျားဖြစ်သူကိုမငယ်ရအောင်မျက်နှာမငယ်ရအောင်လို့အတွင်းစိတ်ကိုမသိရလို့ဘာမှတက်အပ်မပြောရပေမဲ့သူမလုပ်နေတဲ့လုပ်ငန်းတွေကတော့ဒီမိသားစုအပေါ်မှာသူမမြတ်တာစစ်မှန်တယ်ဆိုတာကိုပြသနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လဲရဲကိုလိုက်တူကြတဲ့ပရိသတ်တွေလည်းရှိကြပါတယ်။ခြေလေခန္ဓာကိုယ်ရိမ့်ရွဲ့တာခေါင်းညိတ်ပညာနဲ့လက်ကလေးတွေလှလှပပလှူရှားပြတတ်တဲ့သူ့ရဲ့ပရိသတ်ရှိ